ဆိုလိုက်ပါရင်တော့နိုးကတော့ဒီချန်နယ်မှာတင်ဆက်ပေးနေတဲ့တင်ဆက်သူနိုးပါပဲရှင်နိုးတိမှာတင်ဆက်ပေးမဲ့ဇာတ်လမ်းလေးကတော့ Stranger is my husband ဆိုတဲ့ BN ဇာတ်လမ်းကောင်းရဲ့အစဆုံးတင်ဆက်ပေးသွားဖြစ်ပါတယ်ရှင်ဇာတ်လမ်းလေးမစတဲ့ခင်မှာနိုးတို့ရဲ့ channel လေးကိုလည်း like subscribe လုပ်ပေးဖို့မမေ့ကြပါနဲ့နော်ကဲဒါဆိုရင်ဇာတ်လမ်းလေးကိုစလိုက်တော့မယ်နော်မင်းကွာအိမ်ရမိမိမပေးစားပဲယူလိုက်ပေါ့ဘာလို့ငါယူရမှာလဲငါလွတ်လပ်နေချင်သေးတယ်ကွာအေးခဏနေရောဝိုင်းသွားခဲ့ုံပဲကျွန်တော်ကတော့ကုံရွှင်းရှိမှတရုတ်နိုင်ငံရဲ့ပထမချမ်းသာဆုံးစီးရင်ဝင်တဲ့မိသားစုကြီးတွေကတဦးရဲတော်သားပါတရုတ်နိုင်ငံအပြင်ထိုင်းအမေရိကမလေးရှားစတဲ့နိုင်ငံတွေမှာကုမ္ပဏီခွဲတွေရှိပါတယ်ကျွန်တော်အမုန်းဆုံးကမိန်းမတွေပဲမူရမာရတွေပို့ပြီးကောက်ကျတဲ့မိန်းမတွေကြားမှာရှင်တန်ရတာမွန်းချက်လုံးပါတယ်မိန်းမမုန်းပါတယ်ဆိုမှအိမ်ရဘွားတော့ကြီးကျွန်တော်မမမိန်းမပေးစားသေးပါတယ်ဗျာအဲ့တော့ကျွန်တော်လည်းစိတ်ပပနဲ့ကျွန်တော်တငယ်ကြီးကျန်းရင်ရှင်ရဲ့ဘာကိုပဲတမ်းမိလာခဲ့ပါတယ်သူကပို့ဆိုမိန်းမရှိဖို့တိုက်တွန်းနေလိုက်တာများမမထပ်ပိုးစိုးနေပါတယ်သူဘလောက်ပဲပေါက်ဖောက်နေပါစေတိုင်မင်စရာဆိုလို့လေသူပဲရှိရလေကဲဝိုင်းရပြီတောက်စီဗျာကုန်းကျွန်းလေသူရှိရှိဝိုင်းနေခွက်ကိုကန်ကတငုံတောက်လိုက်ပါတယ်ဝိုင်းရကောင်းတာပဲအေးကောင်းရင်အကုန်နာတော့ခြံထားမနေနဲ့ကျန်းရင်ရှင်စကားကြောင့်ကုန်းကျွန်းလေနှကန်းတစ်ဖက်ပြုံးကအားလုံးမောချပြစ်လိုက်ပါတယ်ဝိုင်းခွက်အားခုံမောပြန်တင်ကကုန်းကျွန်းတယောက်စကားဆိုလိုက်ပါတယ်မင်းရဲ့ဘာအခြေအနေဘလို့လဲလူကြိုက်များတယ်လို့ဆိုရမယ်ပြီးတော့ဝန်ဆောင်မှုကလည်းစပယ်ရှယ်ပဲလေကုန်းကျွန်းနဲ့ကျန်းရင်ရှင်တို့နှစ်ယောက်စကားပြောပြီးမိနစ်ပိုင်းလောက်အကြာမှာကုန်းကျွန်းတယောက်ရှင်နေရပူလာပါတယ်တခုခုလိုချင်သလိုစားလောင်နေသလိုမျိုးဖြစ်နေပါတယ်ဒါကိုကျန်းရင်ရှင်သတိထားမိသွားပြီးနှက်ခမ်းလက်ဖြစ်အုပ်ကကြိတ်ရှိလိုက်ပါတယ်ဟဲ့အောင်မင်းဘာကြီးရလဲမင်းမဟုတ်မလို့ရအောင်မင်းရဲ့ဝိုင်ခွက်တဲ့ငါစိတ်ကြဆွေထည့်ထားတာဘယ်လိုလဲတောက်လို့မှကောင်းရဲ့လားကုန်းကျွန်းလေးထိုင်နေရာမှာထားလိုက်ပြီးကျန်းရင်ရှင်ကောင်းသူလှမ်းခေါက်လိုက်ပါတယ်မင်းကွာစားစရာရှားနေလားအခုငါ့ကမလာပြီအခန်းတခန်းပြီးတော့မိမကြီးလာမထည့်ပေးနဲ့နော်မင်းရဲ့ဘာတစ်ခုလုံးပြဖြစ်သွားမယ်အေးပါကွာမင်းကလေဂေးမဟုတ်ဘူးဘိုင်းထည့်ပေးမယ်နော်ငါတို့ဘာမှအထူးဝင်ဆောင်မှုရှိရဲ့ကွာကုန်းကျွန်းတရားမတက်ထားရဲ့ကခုံမော်လက်ထောင်းလိုက်ပါတယ်အေးငါကြိုက်ပါစေစုတောင်းထားလိုက်အခန်းပြင်ဘက်သို့လှည့်ထွက်သွားတော့ကုန်းကျွန်းရဲ့ကြောပြင်အားကျန်းရင်တယောက်ကြီးကခေါင်းခါမိပါတယ်အခန်းပြင်သို့ထွက်လာသောကုန်းကျွန်းတယောက်ဘာရှိလွတ်နေသောအခန်းသို့ဝင်ကထိုင်လိုက်လေပါတယ်ပြီးတော့ဆူဖာပေါ်သို့အမြန်သွားထိုင်ကဘောင်းမီစစ်ကိုဖြုတ်၍မာနေသောကြောင့်လက်ဖြင့်ပိုးဆွဲလိုက်ပါတယ်စေးအရှင်ကြောင့်စိတ်များကြွကလက်ဖြင့်အာသာဖြစ်ရခြင်းမှမလုံလောက်ပါအနီရောင်မီးများဖြာချနေတဲ့အောက်မှာဆူဖာမိပြီးကုန်းကျွန်းတယောက်သူ့ရဲ့အရာပိုးဆွဲနေသောပုံမှာတမျိုးတစ်ဖုံကြည်ကောင်းလာပါတယ်အဲ့ဒီချိန်အခန်းတကားကိုဖွင့်လာပြီးမိန်ထွက်ဝစ်စုံအပြေးဝတ်ထားသောကောင်လေးတယောက်ကကုန်းကျွန်းအနေထားသို့မျက်လုံးပြူစွာကျင်းနေပါတယ်သူတို့နှစ်ယောက်လေးအကြည့်ချင်း3မိနစ်လောက်ဆုံးပြီးအဲ့ဒီကောင်လေးပန်းမပဲအကြည့်လွှဲလိုက်ပါတယ်ကျွန်တော်နာမည်ကကျင်းကျဲဟန်အသက်က31ပြည့်ပြီကျွန်တော်ဘဝမှာအမေပဲရှိတော့မို့အမေကိုအရန်ချစ်တယ်လွန်ခဲ့သောတစ်နှစ်ခန့်ကအမေအက်ဆီဒန့်တစ်ခုကြောင့်ဆေးရုံတင်ထားတယ်ဆေးဘုံငွေအရန်လို့အလုပ်တွေရှာခဲ့တယ်ဒါမဲ့အဲ့ဒီအလုပ်တွေရှားတဲ့ပတ်စံဆေးဘုံနဲ့အင်လာကအတွက်မလောက်ဘူးဖြစ်နေတယ်အမှကျွန်တော်တငယ်ချင်းကဘာမှအလုပ်လုပ်ဖို့ညှိုးနေပေါ့ပတ်စံဘလောက်ရမယ်ဘာညာနဲ့ပတ်စံထင်တာအထံများနေရောကျွန်တော်လည်းတဘောကြတာနဲ့တနေ့စာချုပ်ချိုးလိုက်တယ်ပတ်စံတော့စင်ငွေအရင်ရတာနဲ့အမေဆေးဖို့အတွက်မပူရှားတော့ဘူးပေါ့ဒီနေ့ကတော့ကျွန်တော်ရဲ့နောက်ဆုံးညဒီညအကောင်းဆုံးဖြတ်တန်းပြီးပတ်စံပြီးအလုပ်ထွက်မယ်ဒီပေါင်းလှဲ့တောင်မကြည့်တော့ဘာမှအလုပ်လုပ်ရတာအရက်ငယ်တချင်းဆိုပြပါညာပေါ့တချို့ကလေပုတ်တီးပုတ်တက်နဲ့လှုပ်ကြတယ်ကျွန်တော်အဲ့ဒါတွေမကြိုက်ဘူးကျွန်တော်လက်ပါရင်ပြန်ထိုးပြစ်လို့မန်နေဂျာခဏဆူတယ်အခုလဲကြည့်နောက်ဆုံးညမှာကျွန်တော်ရှိလာပြီးအာသာဖြစ်နေတယ်ဘယ်လိုလူမှမသိဘူး
ဝင်ခဲ့လေဘာရဲ့လုံနေရလဲအော်ဟုတ်သူ့ကိုကြည့်ရတာငါထက်ငယ်မဲပုံမယ်ချမ်းသာရဲ့ပုံလေးပေါက်တယ်ဟိုကောင်နေပြောတာတော့ဒီအခန်းအဖိုးကြီးဆိုပြီးအခုလူပြိုလေးဖြစ်နေပါလားကျေဟန်တယောက်တည်းကုန်းကျွန်းနဲ့ခတ်ဝေးနားမှာထားလိုက်ပါတယ်ခမည်းဟာကြီးပြန်ထိတ်ထားပါလားမြင်မကောင်းရှုမကောင်းနေမို့ကြည့်ကျင်မျက်စိမိတ်ထားကျေဟန်တယောက်ခုံမော်ရှိဝိုင်းပလင်းကိုလှမ်းယူကခွက်တဲတို့ငတ်ပေးလိုက်ပါတယ်ပြီးတော့ခွက်ကိုကိုင်ကကုန်းကျွန်းတို့လှမ်းပေးလိုက်ပါတယ်သူ့လက်ထဲမှာကုန်းကျွန်းခွက်လှမ်းယူပေးရနဲ့သူမတ်တက်ထားရက်ကလဲထွက်လိုက်ပါတယ်အဲ့ဒီအခါမှာကုန်းကျွန်းတယောက်သူ့လက်ကိုဆွဲယူကကုန်းကျွန်းပေါင်ပေါ်သို့ဆွဲချလိုက်ပါတယ်ပြီးတော့ဝိုင်းခွက်ကိုယူပြီးကျေဟန်ပခုံးပေါ်သို့ဖြင်းချင်းစွာလောင်းချလိုက်ပါတယ်ဒါဘာလို့တာလဲဖဲ့ပြီးကောဝဒီလိုမှပိုးလာသွားတာဒီညကျွန်တော်ပါဖြတ်ပေးပါမင်းပါလေပြောနေရလေလွတ်ပြီးမိုးနေလေအေးစိနေကျွန်တော်ဝိုင်းမမိုးပါဘူးကောရဲ့အလှမှာမိုးသွားတာကျေဟန်တယောက်ကုန်းကျွန်းအားချီအစားခေါင်းဆုံးကြည့်ကနှာခေါင်းရှုပ်လိုက်ပါတယ်ကုန်းကျွန်းရဲ့ဆေးရှင်ကမြင်းတရက်မြင့်လာပြီးဘလူးမှထိမ်းများတော့အကြောင်းကျေဟန်ခန္ဓာကိုယ်လေးဆွဲလက်ကဆိုဖာပေါ်သို့ချလိုက်ပါတယ်အဲ့ဒီခါမှာတော့ကုန်းကျွန်းရအပေါ်မှာအုံမိုးထားပါတယ်မင်းဘလို့ဖြစ်နေရလဲငါဒါရီစိတ်ဝင်စားပြီးတော့ငါခေးမဟုတ်မင်းဖယ်လိုက်တော့ကောကအစွာလေးပဲကျွန်တော်လေးကောကိုစိတ်ဝင်စားပါဒါမဲ့ကောကဆွဲဆောင်နေရောလေကျွန်တော်ကဟုတ်ပါတယ်ကျေဟန်ဝစ်ထားတာလေးကလူမြင်တက်လို့ချက်စရာကောင်းဆွဲဆောင်လွန်လာပါတယ်ကောင်းရဲ့အောက်မှာထွက်နေတဲ့ပေါင်တန်ဖွေးဖွေးလေးတွေတွေ့ဆင်းနေသောခြေသလုံးပေါ်မှာခြေအိတ်အဖြူလေးကတမျိုးဆွဲဆောင်နေပါတယ်ယောက်ျားလေးဖြစ်ပြီးမိန်အတွက်ဝစ်ထားတာလေးကဘာနဲ့မှမတူတမှုထူးခြားလို့နေပါတယ်စတော်ဘယ်ရီရောင်တန်းနေသောနှက်ခမ်းနာရန်ဆင်းပြီးညှို့ယူနေသောမျက်လုံးများကုန်းကျွန်းကိုဖမ်းစားလို့နေပါတယ်မင်းငါ့ဘွားဖိနော်မဟုတ်ရင်ငါထိုးမိတော့မယ်ထိုးပါကောကြိုက်တဲ့ထိုးဘာလို့ဆိုကောကအထိုးခံရတော့မှာမို့လက်သီးနဲ့တော့မဟုတ်ဘူးနော်6လမ်းမလောက်ရှိတဲ့ဟာကြီးနဲ့မင်းဒါဘာလို့တာလဲဖဲပေးနော်ငါမလို့ချင်ငါဒါလို့ဖို့ဒီလိုလာမဟုတ်ဘူးကျေဟန်တယောက်ကုန်းကျွန်းရဲ့ကြောသို့တတုံးတုံးပြထူတော်လည်းမရပါလက်သေးများဖြင့်ကုတ်ချစ်တော်လည်းမဖဲ့ပါဆေးရှင်ဟာပြင်းနေရကြောင်းဘလို့ရှင်ရုံမရပါလူရုံမှာတော့ကုန်းကျွန်းလည်းလက်တစ်ဖက်မှကျေဟန်ကောက်ဖက်ပြီးတစ်ဖက်ထက်လုပ်ပါတယ်နောက်လက်တစ်ဖက်မှလည်းလက်ညှိုးနဲ့လက်မသုံးကဖိချေပေးနေပါတယ်ခွေးတောင်စာမင်းတော်စနေရလားမအေးပေးရဲ့ကုန်းကျွန်းလည်းအင်ကြီးချွတ်ပြီး၍ကျေဟန်လန်တစ်ဖက်ကိုဆိုပါခုံနဲ့ကျစ်နေအောင်ခြိထားလိုက်ပါတယ်ဘာလို့တာလဲမင်းပေးသေးဘူးလားငါ့ကိုလှုပ်ပေးပါတော့ကွာငါတောင်းမှပါတယ်ကျေဟန်မျက်ဝန်းမှာမျက်ရည်များပြိုသောမိုးလိုအစမပြတ်ကြားလို့နေပါတယ်အဲ့ဒီမျက်ရည်များမြင်သွားတော့ကုန်းကျွန်းလည်းတနာစိတ်ရောထက်တဲ့စိတ်များပါဝင်လို့လာပါတယ်ကောငုံနဲ့လေကွာကျွန်တော်ဖြည်းဖြည်းလေးပဲလှုပ်ပေးမှာပါကျေဟန်ရဲ့မျက်ရည်များစီးကြရမျက်ဝန်းသို့ကုန်းကျွန်းအနံပေးလိုက်ပါတယ်ကျေဟန်လည်းတခြားတစ်ဖက်သို့လှည့်ကခေါင်းကိုရှောင်လိုက်ပါတယ်ကုန်းကျွန်းလက်များကျေဟန်ရဲ့ခေါင်းဝင်အောက်ပိုင်းသို့ရှုပ်ဝင်ပြီးဝေထားသောကျိုးတလုံးအတွင်းခံလေးကိုချွတ်လိုက်လေပါတယ်ကျေဟန်လည်းဘလို့မှရုံးထွက်လို့မရှားတာကြောင့်ငိုပင်းနာငိုနေပါတယ်ကောကအရန်လှတာပဲဒီကဘာပေါ်ကမိန်းမတွေတောင်ကောလောင်လှမယ်မထင်ဘူးမင်းအပိုးတွေပြောမနေနဲ့လှုပ်ရှားရှာမြက်မြက်လို့ပင်ငေါလွတ်ပြီကောကလေအလင်းလိုလိုက်တာဗျဖြည်းဖြည်းပေါ်ကုန်းကျွန်းလေကျေဟန်မျက်လုံးပိတ်ကြည့်ကဒီထက်ပိုကြကြလေးလှုပ်ပေးလိုက်ပါတယ်အဲဒီခါမှာတော့ကျေဟန်အရှာလေးမှတုံရင်လာပြီးအဖြူရောင်ရှည်များထွက်သွားလေပါတယ်ခါတစ်ပိုင်းမြောက်ချင်းခံထားတာကြောင့်ကျေဟန်ရဲ့အရှိများကျေဟန်မျက်နှာသို့ပင်ပြန်ဆင်တော့ပါတယ်တော့ပြီငါမလုံနိုင်တော့ဘူးကျိုးဖြစ်ပြီးတော့ဟာကောပဲပေးရလေကျွန်တော်မှမပေးသေးတာဘာစားတာပါဗျာအဲ့လောက်လည်းမလန့်ပါနဲ့ကျွန်တော်ထဲ့ပြီနော်ဖြည်းဖြည်းလေးလုံမှာပါမထဲ့နဲ့ရောကုန်းကျွန်းဟာကြီးအားကျေဟန်ခင်ရင်ပွင့်နေတော့တစားဝင်လာပြီးတဝက်လောက်မှတက်နေပါတယ်ကောစိတ်လျှော့ထားနော်မဟုတ်ရင်နားလိမ့်မယ်
ကျဲဟန်လည်းနာလုံးတာကြောင့်ကုံကျွန်းအရာဆွဲညစ်ထားတာကြောင့်ကျိုးရမယ့်အတိုင်းဖြစ်လို့နေပါတယ်။ကုံကျွန်းလည်းခန္ဓာကိုယ်ရှေ့သို့တိုးလိုက်ပြီးကျဲဟန်နဲ့ရှင်ဘတ်ချင်းထိလိုက်ပါတယ်။ပြီးတော့ကျဲဟန်ကောင်းအကိုင်ကနှကန်းချင်းတိတ်ပြီးနမ်းလိုက်ပါတယ်။ကျဲဟန်အတွင်းများလေအနမ်းပေါ်သို့ရောက်နေချိန်အောက်မှကုံကျွန်းလုံးလိုက်ပါတယ်။ငါမခံနိုင်တော့ဘူးပြီးတော့မယ်။ကျွန်တော်ရောပင်တူတူပြီးတာပေါ့။ကုံကျွန်းတယောက်အချက်30လောက်လှုပ်ပြီးချိန်နှစ်ယောက်စလုံးပြီးမြောက်သွားပါတယ်။ကျဲဟန်လည်းပင်မလွန်းတာကြောင့်ပလက်ကလေးလန့်ကမျက်လုံးလေးမေးလို့ထားပါတယ်။ရုတ်တရက်ကျဲဟန်လက်မှကျိုးဖြစ်ကလက်နှစ်ချောင်းကိုပင်တင်းစီထားပြီးပွေးချလိုက်ပါတယ်။မင်းဘာလို့အုံးမလို့လဲ။အပေါ်မှာကျင်းလို့အောက်မှာလုံမလားလို့ငါ3ခါတော့ပြီးပြီငါဆက်မလုံနိုင်တော့ကျွန်တော်ကတခါပဲပြီးသေးရဲ့လေကော့ရတခန်းလုံးအသားချင်းရိုက်ခန့်တန်တွေနဲ့စူညံပြီးကျဲနေပါတယ်။ကုံကျွန်းတယောက်ကျဲဟန်ရဲ့ကုတ်မြောက်နှာခေါင်းနဲ့ပုတ်တက်နှမ်းဆိုင်ကဆူလိုက်ပါတယ်။လက်တစ်ဖက်ကကျဲဟန်ရဲ့ပြီးကျင်တော်အရာလေးကိုထိတ်သို့လက်မဖြစ်ပိတ်ထားပြီးနောက်တစ်ဖက်ကပေါင်တစ်ချောင်းကန်ထားပါတယ်။ကျဲဟန်တယောက်ပြီးကျင်တာတော့မပြီးရတာကြောင့်ခန္ဓာကိုယ်တစ်ခုလုံးထူပူလာကအဲ့ဒီအရှိများပါဇက်မှထွက်တော့မယ်အလားပါ။ကုံကျွန်းလည်းပြီးကန်နေပြီဖြစ်တာကြောင့်အဆုံးထိသူ့ဟာကြီးကိုထိုးချကဖြည်းဖြည်းချင်းမှွေလိုက်ပါတယ်။ကျဲဟန်လည်းပြီးကျင်လုံးတာကြောင့်ခန္ဓာကိုယ်လည်းတုံကျလာကကုံကျွန်းကိုမိချလိုက်ပါတယ်။အဲ့ဒီအချိန်မှာတော့ပိတ်ထားတဲ့လက်မလေးကိုလွတ်ပေးလိုက်တာကြောင့်အရေးဖြူများအရှံပဲထွက်လို့လာပါတယ်။တောင်းမှန်ပါတယ်မလုပ်ပါနဲ့ရော။နောက်ဆုံးတစ်ခေါက်ပဲလေနော်ညင်သာပါမယ်။ကုံကျွန်းလည်းကျဲဟန်ခရင်ပွင့်ထဲမှာသူ့ဟာကြီးကိုထုံးလိုက်ပါတယ်။အဲဒီအခါမှာဘလို့ဆိုသောအတန်ဖြင့်အဖြူရည်များထွက်ကြလို့လာပါတယ်။ကုံကျွန်းတယောက်ကျဲဟန်ကျမ်းမြင့်ပေါ်မှာခဏချထားပြီးဇပွဲခုံနာသို့သွားကခုံမော်ရှိပစ္စည်းတွေအားလုံးအောက်သို့ချလိုက်ပါတယ်။ကျဲဟန်တယောက်ဒါအခွင့်အရေးယူပြီးပြေးမိကြံပေမဲ့အာမရှိတော့အကြောင်းစိတ်သွားတိုင်းကိုမပါပါ။ကျဲဟန်လည်းမျက်လုံးလေးမေးကအိတ်နေချိန်ကျဲဟန်ခန္ဓာကိုစကနေဆွဲမလိုက်ပါတယ်။ပြီးတော့ပစ္စည်းတွေရှင်းထားသောခုံမော်သို့ဖြင်းညင်းစွာချလိုက်ပါတယ်။အမေရစပွဲခုံပေါ်မှာအဝတ်စားများမပါပဲလက်နှစ်ချောင်းအင်ဂျင်နဲ့ခြိထားခံရသောကောင်းလေးရဲ့အလားပကြီးကားတစ်ခွင်ကြည့်လို့ကောင်းပါတယ်။ကျဲဟန်ခန္ဓာကိုခြေစာကောင်းဆုံးကြည့်ကတရွေးမြူချလိုက်ပါတယ်။ပြီးတော့ကျမ်းမြမှာချထားသောဝိုင်ပလင်းကိုဆွဲယူကအဖုံးဖွင့်လိုက်ပြီးကျဲဟန်ရှင်မတ်ပေါ်သို့လောင်းချလိုက်ပါတယ်။အဲ့ဒီဝိုင်များရှင်ပန်းမှတစ်စင်ပိုင်များကားများချက်အတွင်သို့စီးကျသွားပါတယ်။မင်းမဟုတ်တာရှားလို့မနေနဲ့။ကုံကျွန်းလေးဝိုင်ပလင်းကိုဆွဲမကတန်ငုံတောက်လိုက်ပြီးကျဲဟန်ပါဇက်ထဲသို့ဝိုင်များထည့်သွင်းပါတယ်။ဝိုင်များဆွဆွနေသောနှကန်အီးလေးကိုအပေါ်တလဲအောက်တလဲနမ်းပြီးကုံကျွန်းကိုထိုးသွင်းလိုက်ပါတယ်။ဒီတခါအနမ်းညှင်သာတာကြောင့်ခံစားလို့ကောင်းပါတယ်။သူတို့အနမ်းကပိုကျန်းလာတာကြောင့်ကျဲဟန်တယောက်အသက်ရှူအားခတ်လာကကုံကျင်းရှင်ဘတ်သို့လက်ဖြစ်တွန်းလာပါတယ်။အဲ့လိုလက်ဖြစ်တွန်းတော့လေကုံကျင်းတယောက်မဖဲ့ပေးပဲပိုးရေးပင်ကျဲဟန်ကိုနမ်းယူနေပါတယ်။အားပါတရားနမ်းပြီးမှခွာလိုက်တာကြောင့်ကျဲဟန်ရဲ့နှကန်းတောင်းမှတည်ရည်များစီးကြကအသက်ပြပြင်းရှူလိုက်ပါတယ်။ကျဲဟန်ရဲ့မျက်ဝန်းမှာမျက်ရည်စာများအပြည့်ဖြင့်ကုံကျွန်းကိုကြည့်လိုက်ပါတယ်။ကောအရန်လာတယ်ဗျာ။အဲ့ဒီစကားကိုပြောပြီးနောက်ကျဲဟန်ရဲ့နှက်ဖူးလေးကိုကုံကျွန်းအနှံပေးလိုက်ပါတယ်။အဲ့ဒီအနှံကိုကျဲဟန်တယောက်ခေါင်းလေးကရှောင်လိုက်တာကြောင့်ကုံကျွန်းမနှမ်းလိုက်ရပါ။ပြီးတော့နှက်ဖူးမှတဖြည်းဖြည်းအောက်သို့ဆင်းသွားလေပါတယ်။အဲ့ဒီချိန်အခန်းတကရုတ်တရက်ပွင့်လာပြီးကောင်းလေးတယောက်ဝင်လာခဲ့ပါတယ်။တောင်တီးသွားသောကုန်းကျွန်းလေးဆိုဖာပေါ်မှာသူ့အင်ကြီးကိုရှုကကျဲဟန်ချုံပြီးထားလိုက်ပါတယ်။ဇဝဲခုံပေါ်မှာအဝတ်စားမပါပဲလဲလျောင်းနေသောကျဲဟန်ခန္ဓာကိုတခြားသူမြင်မှကုန်းကျွန်းစိတ်ပူလာပါတယ်။အဲ့ဒီလူငယ်လေးကျဲဟန်မြင်ပြီးတရွေးမြူချကစိတ်များထန်လာပါတယ်။ sorry ဗျာကျွန်တော်အခန်းမသွားတယ်။ကုန်းကျွန်းတရားဘာမှမပါပဲအဲ့ဒီလူငယ်ရှိသွားကသူ့မျက်လုံးစိုက်ကြည့်လိုက်ပါတယ်။ဒါဆိုလေသွားတော့လေမင်းဘာလို့ရှက်နေသေးလဲ။ဟုတ်ခမားစင်ပြင်သူရီဆန်လှုပ်ချင်လား
ကောင်းပြီလေမင်းအဆင်ပြေလုံးကြတာပေါ့အပြင်မှာဝိုင်းသွားယူပြီးလာခဲ့ငါစောင့်နေမယ်အဲ့ဒီစကားကြားသွားတော့ကျေဟန်တယောက်မျက်လုံးပြူးသွားကအဲ့ဒီနေရာကနေထွက်ပြေးကျင်ပါတယ်ဟုတ်ကဲ့ဒါဆိုကျွန်တော်ဝိုင်းသွားယူခဲ့ပါမယ်မင်းပါလေရှားလို့နေရလေမင်းကလွတ်ပေးပါတော့ငါတောင်းမှန်ပါတယ်လွတ်ပေးပါတော့ဒီတခါနောက်ဆုံးမယ်ဟိုကောင်လေးကိုလည်းစောင့်ရအောင်မယ်လေမဟုတ်ဘူးလားကျေဟန်လည်းသတိဆက်မလုပ်ချင်တာကြောင့်ကျေဟန်တယောက်မျက်ရည်ကျပါတယ်ကောရဘာလို့ငိုနေရတော့ကျွန်တော်300လုံးမဲ့ထင်နေလားအကောင်ကျွန်တော်တွေ့ကြရတက်ချင်နေတာပြီးတော့ကျမ်းပြင်ပေါ်မှာဖုံးရှုကနံပါတ်1ခုခေါ်လိုက်ပါတယ်ဟိတ်ကောင်တွေအခုမင်းတို့ဘာရဲ့ကောင်တာမှာဝိုင်တောက်နေရမလားဟုတ်တယ်တခင်လေးဘာခိုင်းမလို့လဲဗျအေးမင်းတို့အနာမှာအင်ကြီးအနီးနဲ့အောက်ကကျင်းဖြိုတွဲဝစ်ထားတဲ့သူရှိတယ်မလားဟုတ်ရှိရဲ့တခင်လေးဘာလို့လဲဗျအေးအကောင်လက်စဖြတ်လိုက်တော့မနှက်အာယုံမကူးစီနဲ့ဘာတမ်းမှမကြားချင်ဒါပဲမင်းပါလေရှားလို့နေရလေကျွန်တော်ကောင်လေးကိုထိဖို့မပြောနဲ့မျက်လုံးနဲ့ဆွေကြည့်တောင်မကြိုက်ဘူးအဲ့ဒါကြောင့်အပြက်ရှင်းလိုက်တာဘသူကမင်းကောင်လေးလေကျွန်တော်ကကောရဲ့ကောင်လေးပဲအဲ့ဒီချိန်ကျဲဟန်ကြည့်လိုက်တော့အိပ်ပျော်သွားပြီဖြစ်တာကြောင့်ကုံကျွန်းလေးပွေးကြည့်ကဆိုဖာပေါ်သို့တင်ပေးလိုက်ပါတယ်ပြီးတော့ကုံကျွန်းအင်ကြီးလေးကိုခြုံပေးပြီးနှစ်ဖူးပေါ်သို့အနံပေးလိုက်ပါတယ်ကုံကျွန်းလေးပေါင်းမိဝက်ကကျမ်းမြေပေါ်မှာထိုင်ပြီးဆိုဖာအောင်မိပြီးအိပ်ပျော်သွားပါတယ်မနေ့ရောက်တော့ကုံကျွန်းတယောက်နာယူကြည့်လိုက်ပြီးစေနိုင်ထိုးလို့နေပါတယ်တပံဆိုဖာပေါ်ကြည့်လိုက်ပြန်တော့လေကျဲဟန်မရှိနေရောပါကုံကျွန်းလေးဘာမှထွေထူးမတွေ့ပဲအဲ့ဒီအခန်းထဲမှာထွက်လာပါတယ်ကုံကျွန်းအင်ကြီးကတော့မရှိတော့ပါကျဲဟန်ယူသွားခြင်းဖြစ်ပါတယ်ကုံကျွန်းတယောက်သူ့တငယ်ချင်းကိုတော့မနှုတ်ဆက်ပဲအိမ်တော်သို့တန်းပြန်သွားပါတယ်အိမ်တော်မှာတဆင့်ရေချိုးပြီးကကုမ္ပဏီသို့သွားလိပါတယ်ကုမ္ပဏီမှာလည်းကုံကျွန်းတယောက်အပြင်ကိုငေးပြီးကျဲဟန်အကြောင်းဝေတွေးနေပါတယ်ဟိုဟာလှုပ်လေကျဲဟန်ဒီဟာလှုပ်လေကျဲဟန်နဲ့စိတ်ထဲမှာနေရာယူထားတာကြောင့်ဘာအလုံးမှတေးချမလုံနိုင်ပါကုံကျွန်းလည်းအဲ့ဒီဘာသူညာဘက်တစ်ခေါက်ထပ်သွားမယ်လို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်ည9နာရီထိုးချိန်ကုံကျွန်းတယောက်သူ့တငယ်ချင်းဘာသူဆက်ဆိုင်မြကြီးရောက်လာပါတယ်ကျေဟန်တွေးချင်တော့စိတ်များပြေဝကတယောက်တည်းပီတီဖြစ်လို့နေပါတယ်ကုံကျွန်းလည်းကျန်းရည်ရှင်ရှိရာအခန်းသို့သွားကတကားမခောက်ပဲဝင်လိုက်ပါတယ်ဟဲ့ရကုံကျွန်းလာမယ်ဆိုကြိုပြောပေါ့ကွာလာထိုင်အေးငါလေးတယောက်ကိုတွေးချင်နေရနဲ့အမြန်လာလိုက်တာဘာမင်းကတယောက်ကိုတွေးချင်နေမင်းကလေးကိုတဘောကျသွားပြီမှတ်လားတော်စမ်းပါကွာငါတွေးချင်တာယောက်ျားလေးကွာသူကတော်တော်လှတာဘသူနဲ့မှမတူကျန်းရီရှင်လည်းနှကန်းတစ်ဖက်ပြုံကခုံမထသွားပြီးထုံးစံတိုင်းဝိုင်တကွက်ငှင်းလိုက်ပါတယ်တရုတ်နိုင်ငံရဲ့ပထမဆုံးချမ်းသာတဲ့တခင်လေးဟာအခုတော့ဘာမှပြုစုနေတဲ့ကောင်လေးတယောက်ကိုလာရှာတာထူးဆန်းနေနော်ကျန်းရီရှင်လည်းဝိုင်ခွက်ကိုကိုင်ကကုန်းကျွန်းစီရှောင်းလာပြီးဝိုင်ခွက်ပေးလိုက်ပါတယ်ဒီတခါတော့စေးမခတ်ထားပါအောင်နော်ကျန်းရီရှင်ခေါင်းခပြပါတယ်ဒီမှာအချစ်ဆိုတာမျက်စိမပေါက်တဲ့ဆင်းရဲတဲ့သူနဲ့ချမ်းသာတဲ့သူမယူရလို့ဘယ်ဆိုမင်းကထုတ်ထားလဲဟုတ်ပါရဲ့ကွာအထီးကမင်းအိမ်အောင်ကြောက်ဖို့ပဲမျက်စိနောက်တတ်တာကုန်းကျွန်းလေးဝိုင်ခွက်ကိုအားလုံးမောချကခုံမပြန်တင်လိုက်ပါတယ်ငါ့ကိုမင်းလူတွေခေါ်ပေးဦးလေငါသူ့နာမည်မသိဘူးရုပ်တွေ့တော့မှတ်မိတယ်အေးပါကွာကျန်းရင်ရှင်တယောက်ဇဝဲခုံမမဖုံးကောက်ကန်ကနံပါတ်1ကိုခေါ်လိုက်ပါတယ်ပရီတီဘွိုင်းနေအကောင်ငါအခန်းထဲလွတ်လိုက်အခုချက်ချင်းတော့မိနစ်ပိုင်းကြာကောင်လေးအုပ်စုဟာကျန်းရင်ရှင်အခန်းထဲသို့တန်းစီဝင်လာပါတယ်ကျန်းရင်ရှင်လည်းအဲ့ဒီကောင်လေးတွေကိုတေချာကြည့်ကနံပါတ်စဉ်ရေးလိုက်ပါတယ်နောက်တစ်ယောက်ရော10ယောက်ရှိရမှာမဟုတ်လားဟုတ်ပါရဲ့တတိနောက်တစ်ယောက်ကတနစ်ပြည့်သွားလို့ထွက်သွားတဲ့သူလေအော်အေးဟုတ်သားပင်ငါမေ့နေရကဲဒါဆိုလေကုန်းကျွင်မင်းသိတဲ့သူဆိုရဲကောင်လေးကိုရွှေ့တော့ကုန်းကျွင်လည်းအဲ့ဒီကောင်လေးတွေကိုတယောက်စီလိုက်ကြည့်ပြီးကျင်ဟန်မဟုတ်တာကြောင့်မျက်နှာညှိုးကျသွားပါတယ်ကုန်းကျွင်လည်းအဲ့ဒီပါမှထွက်သွားတော့ကျင်ဟန်လိမ့်ဆောင်မိလိုက်ပါတယ်ကြံတဲ့ကောင်လေးလည်းသူတို့နဲ့မပတ်သက်တာကြောင့်အဲ့ဒီခန်းထဲမှာထွက်သွားကြပါတယ်ဟဲ့အောင်ရှာပေးစမ်းပါကွာသူ့လိမ့်ဆောင်ငါတီးမှဖြတ်မှာ
အေးပါကွာမင်းရလေဘာလို့လောနေရတော့ကျန်းရည်ရှင်လေမန်နေဂျာဖုန်းကော်ကစက်ရင်းတွေကိုအခန်းထဲယူခန်းလိုက်ပါတယ်မန်နေဂျာအခန်းထဲသို့ရောက်လာပြီးစည်ရင်းစာအုပ်လန့်ကကျင်ဟန်လိပ်စာရှာပေးပါတယ်တတိမနေ့ကထွက်သွားတယ်ဆိုတာသူ့ပါပဲကျန်းကျန်ဟန်နဲ့လားကုံကျွန်းလေလိပ်စာကိုမှတ်ပြီးကျန်းရည်ရှင်တော့မနှုတ်ဆက်ပဲအခန်းထဲမှာထွက်သွားလိမ့်ပါတယ်ဟဲ့အောင်ကောင်းအောင်ဖြစ်ဖြစ်မအောင်ဒီကောင်လေးတော့ခတ်ပြီးကုံကျွန်းလေမှတ်ထားသောလိပ်စာတိုင်းလာခဲ့တာကျင်ဟန်အိမ်သို့ရောက်ခဲ့ပါတယ်ကားပေါ်မှာဆင်းကအိမ်ရှိမှအော်ချေလုံးနေရကြောင်းအိမ်ဘေးနားမှအတော်ကြီးထွက်လာကကုံကျွန်းကိုပြောပါတယ်ကောင်းလေဒီအိမ်ကလူတွေကမနက်လေးချိန်ပြောင်းသွားကြတာဗျာဘဲကိုပြောင်းသွားလဲသိလားအန်တီအဲ့ဒါတော့ပြောမတော့အောင်ကုံကျွန်းလေစိတ်များညက်ကကားမောင်းပြီးအိမ်တော်တို့ပဲပြန်လာခဲ့ပါတယ်ဒီကဘာပေါ်မှာကုံကျွန်းရဲ့အချက်ကိုလက်ခံရရှိနိုင်သူဟာကျေဟန်ပဲလို့ဆိုရပေမယ်အဲ့ဒီနေ့မှစပြီးကုံကျွန်းလေကျေဟန်ကိုလိုက်ရှာခဲ့ရဘယ်မှမတွေ့ပါဒီလိုရှာရင်နှစ်တွေလတွေကူးပြောင်းခဲ့ပြီးအချိန်တွေကလည်းကြာခဲ့ပါတယ်၃နှစ်ခန့်ကြာတော့ပပကလေးတယောက်ကကျေဟန်အနာသို့ဖြည်းဖြည်းကလေးလျှောက်လာပြီးကျေဟန်ကိုကြည့်ခိုင်းပါတယ်အားကျွင်ဘာလို့ဒီကိုလာတာလဲကွယ်ပပဒီမှာလှုပ်ရှုပ်နေအောင်ချီပပပြီးရင်ချိမဲလေနော်သွားအထဲမှာသွားနေပါပါကကော်ဖီဖြော်ပေးနေရတာအပူလောင်လိမ့်မယ်ရဖို့ချီအာပါစိတ်တူလာပြီနော်ဟင်းကျေဟန်တယောက်လည်းစားသုံးသူတွေနောက်ဆက်ပြီးပြီဆို၍အာကျွန်းလေးကိုကြည့်ကအထဲသို့ဝင်သွားပါတယ်အာကျွန်းကတော့ကျေဟန်ရဲ့တူရဲတော်သားဖြစ်ပါတယ်လွန်ခဲ့သော၃နှစ်ခန့်ကကုံကျွန်းနဲ့တညဖြစ်ခဲ့ချိန်မှာကျေဟန်မှာအာကျွန်းကိုဝင်ပါသွားပါတယ်ကျေဟန်လည်းဆက်စသေးချိန်တော့ပူထုကမယုံနိုင်အောင်ဖြစ်ခဲ့ပြီးအဲ့ဒီကိုဝင်ကိုဖျက်ချဖို့ကြိုးစားခဲ့ပါတယ်တေချာပြန်စဉ်းစားကြည့်တော့ဘာမှမသိရဲ့ကလေးကိုဖျက်ချဖို့ဟာမိုင်မဲတဲ့အလုပ်တစ်ခုဆိုတာကျေဟန်သိသွားပါတယ်ဒီလိုနဲ့အာကျွန်းလေးကိုအေးစွန့်ပြီးသူမွေးထုတ်ခဲ့ပါတယ်ကျေဟန်ရဲ့အမေကတော့သူ့သားအဆင်ပြေသလိုလှုပ်ပါစေတော့ဆိုပြီးနားလည်ပေးပါတယ်အာကျွန်းဆိုသောနာမည်ကိုကျေဟန်အမေပေးတာဖြစ်ပါတယ်ကုန်းကျွန်းနာမည်ပါလို့ကျေဟန်မကြိုက်ဘူးဆိုပြီးညင်းခဲ့ပါသေးတယ်ဒါပေမဲ့အမေဆန္ဒတော့ကျေဟန်မလွန်ဆန်နိုင်ခဲ့ပါအာကျွန်းမငိုရဘူးလေကွယ်လာပပကြောပေါ်အိတ်လိုက်ကျေဟန်တယောက်အားအာကျွန်းကြောမတင်ကပြုံးမကြစီရန်ကြိုးပြစ်တက်ထားလိုက်ပါတယ်ကျေဟန်လည်းအာကျွန်းကိုကြောဖို့ကအရှိတို့ပြန်ထွက်လာပြီးထုံးစံတိုင်းကော်ဖီဖြော်သောတာဝန်ဆက်လုပ်ပါတယ်အဲ့ဒီချိန်ကျေဟန်အရှိတို့အရဲရှိရှိအသားဖြူဖြူနဲ့ကောင်းလေးတယောက်လာရက်ပြီးကော်ဖီမှားပါတယ်အမေရိကန်တွေတစ်ခွက်ပူပေးပါအဲ့ဒီကောင်းလေးတန်ကြောင့်ကျေဟန်မျက်လုံးပင်ကကြည့်လိုက်ပါတယ်အဲ့ဒီခါမှာတော့မမြင်စင်တော့မျက်နှာကိုမြင်လိုက်ရသလိုပါကျေဟန်တယောက်လည်းမျက်လုံးများပြိုးကအဲ့ဒီကောင်လေးကိုတေချာစိုက်ကြည့်လိုက်ပါတယ်မင်းကောကျေဟန်တယောက်အေးပရုံကိုချွတ်ကအနောက်ထဲသို့ပြေးဝင်သွားပါတယ်ကုံကျွန်းလည်းအလုပ်မပေးပါအဲ့ဒီအနောက်သို့လိုက်တော့ပါတယ်ထွက်ပြေးလို့မရှားတာကြောင့်ကျေဟန်လည်းအဲ့ဒီနေရာမှာပဲရက်လိုက်လေပါတယ်ကောခဏနေပါအောင်ထွက်မပြေးပါနဲ့တော့ကျွန်တော်ဘာမှမနှောက်ယှက်ပါမင်းရဲ့ပိုတွေပြောမနေနဲ့တော့ငါမင်းမျက်နှာကိုထပ်မြင်ကျွန်တော်ပြန်တော့ကျွန်တော်ပြန်မှာပါဒါပေမဲ့ကျွန်တော်ပြောစရာရှိတာပြောခဲ့ပြစီကောကိုတွေ့ပြီးရဲ့နေရာစပြီးကျွန်တော်ကောကိုချစ်မိသွားတယ်အညာဖြတ်ခဲ့တယ်ဆိုတာလေဟိုကောင်ရေချင်းဆေးခတ်ခဲ့လို့ကျွန်တော်ကောကိုတန်မိုးထားပါတယ်ယုံပေးပါဗျာကျွန်တော်အနေပြီးနောက်တရက်ကြာကောအိမ်ကိုလာရှာပါသေးတယ်ဒါမဲ့ကောတို့အိမ်ပြောင်းသွားတယ်လေအဲ့ဒါတော့ကျွန်တော်လက်မလျှော့နေတိုင်းလိုက်ရှာခဲ့တယ်လေနှစ်တွေလတွေသာပြောင်းသွားတယ်ကျွန်တော်ရှင်နေရအချစ်တွေတော့မပြောင်းမအောင်ဗျာကောယုံပေးပါနော်မင်းပြောလဲနောက်ကျသွားပြီငါမှမိသားစုရှိတယ်ကလေးတယောက်လည်းရှိနေပြီကောရဆက်မလီပါနေတော့အခုတင်ကောယုံလျှောက်ပြီးတာအတရားအားလုံးပြောပြလို့ကျွန်တော်အမှန်တိုင်းသိပြီးပါပြီမင်းငါ့ကိုဘလို့ရှာတွေ့ရလဲဒီမှာကောမတွေ့ဘူးဆိုတာမရှိဘူးမတွေ့သေးရပဲရှိရပါအခုတွေ့နေပြီလေကောရဲ့ကောကိုဘဲမှသွားခင်မပြုတ်တော့ကုံကျွန်းလည်းအဲ့ဒီနေရာတင်ဒူးထောက်ကကျေဟန်လက်လေးကိုကန်လိုက်ပါတယ်ဒါပေမဲ့
ကျင်ဟန်ကုန်းကျွန်းမကြည့်ပဲဟိုဘက်သို့လှည့်ထားပါတယ်ကျွန်တော်တောင်းပန်ပါတယ်ဗျာကျွန်တော်အပြစ်ခံယူတဲ့အနေနဲ့ကုန်းကိုစောင့်ရှောက်ပြစေလက်ထောက်ခွင့်ပြုပါနော်အဲ့ဒီချိန်ကျင်ဟန်ကြောပေါ်မှာအိတ်နေတော့အာကျွန်းလေးနိုးလာပါတယ်ကလေးနိုးနေပြီလက်ကိုလွတ်ပေးဟင်းချစ်တယ်လို့ပြန်ပြောမှလွတ်မယ်မင်းကွာနော်လွတ်ပါဗျာဘာအင်းတော့ချစ်တယ်လို့ပြောလေချစ်တယ်လို့ကုန်းကျွန်းလင်းအပြေရှာပေးရနဲ့မတိတ်ချက်ကကျင်ဟန်ကိုဖတ်လိုက်ပါတယ်ခဏကလေးကိုကျိုးဖြုတ်ပေးရအောင်မယ်အာကျွန်တော်ဖြုတ်ပေးပါမယ်ဗျာကုန်းကျွန်းလင်းအားကျွန်းလေးကိုကျိုးဖြုတ်ပေးပြီးလက်တစ်ဖက်ပြည့်ချီလိုက်ပါတယ်အားကျွန်းရေဒါသားဖဖေနောက်တစ်ယောက်ဒဲသီးလို့ခေါ်ရမယ်နော်တဲ့ဟီဟီตาလေးကတဘောကြနေရလားဒဲဒီကိုကျဲဟန်လည်းသားဖာနှစ်ယောက်စလုံးကိုစိုက်ကြည့်ကပြုံးလိုက်လေးပါတယ်ပြီးတော့ကုန်းကျွန်းနဲ့အကြည့်ချင်းဆောင်ကစကားတခုပြောလိုက်ပါတယ်အရန်ချစ်တယ်မောင်ကုန်းကျွန်းလည်းအားကျွန်းမျက်လုံးလက်ဖြင့်အုပ်ကကျဲဟန်နှကန်းသို့နမ်းလိုက်ပါတယ်ဘာမှမသိတော့အားကျွန်းလေးကတော့ရှိုးရီပေါက်ချနေတာအဖေနှစ်ယောက်မသိရှာပါပရိသတ်များရှင်နိုးခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့ Stranger is my husband ဆိုတဲ့ဘီယန်ဇာတ်လမ်းလေးရဲ့အစဆုံးတင်ဆက်ပေးခဲ့ရဖြစ်ပါတယ်ရှင်။နောက်နေ့မှလည်းဘလို့ဘီယန်ဇာတ်လမ်းကောင်းလေးကိုတင်ဆက်ပေးမလဲဆိုတော့ပရိသတ်များနိုးနဲ့တူတူစောင့်မျှော်အားပေးကြပါအောင်ရှင်။နိုးတို့ channel လေးမှာတင်ဆက်ပေးနေတဲ့ဇာတ်လမ်းလေးများကိုနားဆင်ရင်ပရိသတ်များအားလုံးဘဝမောများပြေပြောင်းနိုင်ကြပါစေလို့နိုးတို့ channel လေးမှာဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်။ကဲဒါဆိုရင်နောက်နေ့မှပြန်လည်တွေ့ဆုံကြမယ်နော်။ Bye bye